ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဗဒန္တနန္ဒမာလာဘီဝံဇဟောကြားအပ်တော်တရားဒေသနာများကိုစနစ်တကျတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တရားနဲ့ပတ်သက်လာတဲ့အခါမှာသဗ္ဗရတံဓမ္မရတောစိနတိလို့ဆိုတဲ့လောကမှာအရသာမျိုးစုံရှိတဲ့ထင်မယ်ဓမ္မရတဆိုတဲ့အရသာဟာအကောင်းဆုံးလို့အားကြောင့်လို့ဆိုရင်တခြားအရသာတွေကတရားပေါ်မှာခံစားရပြီးလောဘတွေကိုတိုးပွားစေတဲ့အရသာမျိုးတွေသာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကြတော့စဉ်းစားလိုက်တိုင်းတရားအရသာပေါ်ပြီးတော့လောဘတွေငြိမ့်သွားတယ်ဒေါသတွေငြိမ့်သွားတယ်မသိတဲ့မောဟတွေငြိမ့်သွားပြီရှင်တဲ့နှလုံးထဲမှာအေးချမ်းသွားတာဖြစ်သောကြောင့်သဗ္ဗရတံဓမ္မရတောစိနတိအရသာတွေထဲမှာတရားအရသာဟာအကောင်းဆုံးဖြစ်လို့ဟောပြောထားတာဖြစ်လို့လူတွေရဲ့ရှင်တဲ့နှလုံးထဲမှာအတိတရားတွေရောက်ရှိလာပြီဆိုရင်တခြားအစာအာဟာရတွေတဲ့ပို့ပြီးတော့ကျင့်တဲ့ဖွယ်ရာနှစ်သက်ဖွယ်ရာတွေဖြစ်လာဒါကြောင့်မို့ဓမ္မရတခံစားရပြီးဘဝမှာသင်္ကန်းစာယူပြီးတော့ကိုယ့်ဘဝကိုဓမ္မလမ်းကြောင်းမတိမ်ဆောင်ရအောင်ထိန်းကြောင်းပြုပြင်သွားနိုင်တာဖြစ်လို့ရရှိလာတဲ့ရလတ်ဟာလေအမြဲတမ်းကြီးမားတဲ့ရလတ်မျိုးပဲဖြစ်တယ်ပေါ့ဒါကြောင့်ဒီကနေ့မြတ်စွာဘုရားရဲ့ဓမ္မပဒဒေသနာတော်မှာခါထာပုတ်ပေါင်း400တဲ့က104ပုဒ်မြောက်ခါထာကနေစတင်ပြီးတော့ဓမ္မရတ္တကိုရရှိပြီးဘဝသင်္ကန်းစာယူပြီးတော့ကြည်ကြရအောင်အတ္တဟဝေစိတံသေယောဇာစာယံဣတရပစာအတ္တဒဏတ္တပောတတနေသံတင်ညတစာရိနောဒိဗ္ဗခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုရင်ကိုဆုံးမပြီးတော့အစင်တာဝရကိုနှုတ်နှလုံးကိုစောင့်စည်းတတ်တဲ့သူတော်ကောင်းပုဂ္ဂိုလ်ဖို့တဲ့တခြားသူတွေကိုအနိုင်ယူတာတဲ့ကိုအနိုင်ယူနိုင်တာကပိုကောင်းတယ်ဒီတိပဲကိုပြောတာနော်အတ္တဒန္တတပောတတဆိုတာကိုဆုံးမလောကလူတွေကကိုဆုံးမဖို့လွန်ခက်တယ်မိဘတွေကလည်းသူများကိုသားသမီးတွေကိုဆုံးမကြတယ်ဆရာတွေကတပည့်ကိုဆုံးမကြတယ်ခေါင်းဆောင်တွေကနောက်လိုက်တွေကိုဆုံးမကြတယ်သို့တော့ကိုယ်တိုင်ကဆုံးမပွဲရမလိုတော့အောင်ရှင်ကျေးနေသူဟုတ်ကလားလို့ဆိုလူတိုင်းတော့မဟုတ်ဘူးနော်မဟုတ်တော့ညာလဲကိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလွန်ရှားတယ်တကယ်ကိုဆုံးမသွန်သင်ပြီးပုဂ္ဂိုလ်ဟာယန္တာပုဂ္ဂိုလ်မျိုးသားလည်းဖြစ်တယ်ပေါ့ပုရုဇဉ်ပုဂ္ဂိုလ်တွေဟာကိုထိုက်တဲ့တော့ဆုံးမနိုင်သူရှိတော့လည်းပဲတကယ်ရိုင်းပြတဲ့စိတ်နေသဘောထားတွေကိုယ့်ရဲ့ထဲမှာရှိနေတော့မှဖြစ်တော့အရင်ကျေးဆုံးဆိုတာမဖြစ်လာဘူးပေါ့လောကမှာရှင်ကျေးတယ်ဆိုတာကိုယ်ကာယယဉ်ကျေးခြင်းစိတ်ဓာတ်ယဉ်ကျေးခြင်းနှမျိုးတွေကိုယ်ကာယယဉ်ကျေးမှုကတော့ဟန်ဆောင်ပန်ဆောင်လုပ်လို့ရတော့လေစိတ်ယဉ်ကျေးမှုဆိုတာကျတော့ဟန်ဆောင်ပန်ဆောင်လုပ်လို့မရဘူးစိတ်ယဉ်ကျေးပြီဆိုလို့ရှိရင်တော့လူဟာအယဉ်ကျေးဆုံးပုဂ္ဂိုလ်လို့ပဲပြောအောင်စိတ်ထဲကရိုင်းဆိုင်နေလို့ရှိရင်ကိုယ်ကာယဘလောက်ယဉ်ကျေးရှိုင်းဆိုင်တဲ့အသွင်လက္ခဏာတွေဟာ
ပေါ်လွင်ထင်ရှားလာပြီးမကောင်းတဲ့အကျိုးကိုဖော်ဆောင်မှာပဲဖြစ်တယ်ပေါ့ဒါကြောင့်အတ္တဓနတ္တဘောတတ္တနိစ္စံတိညတစာရိနောကိုယဉ်ကျေးအောင်ဆုံးမထားတဲ့ပုဂ္ဂိုလ်ဟာဘယ်အခါကြည့်လိုက်သူ့ရဲ့အပြုအမူတွေဟာထိမ့်သိမ့်ရှိတယ်ဆိုတော့ပြောစကားပြောလို့ရှိရင်လည်းထိမ့်သိမ့်စကားပြောတယ်အလုပ်လုပ်ရင်လည်းထိမ့်သိမ့်လုပ်တတ်တယ်ဆိုလိုတာကဒီအပြောဆိုမထိမ့်သိမ့်မှုဆိုရင်ထိုအပြောဆိုကိုအကြောင်းပြုပြီးတော့ပြဿနာတက်တယ်အပြုအလုပ်ကိုမထိမ့်သိမ့်မှုဆိုလို့ရှိရင်လည်းအပြုအလုပ်ကြောင့်ပြဿနာတွေတက်လာကိုဆုံးမရင်ကျေးထားတဲ့ပုဂ္ဂိုလ်ဟာပြောလေပြဿနာတက်တဲ့စကားမျိုးမပြောဘူးအပြစ်ကင်းတဲ့စကားမျိုးကိုပြောတယ်လုပ်ရင်လည်းပဲအပြစ်ကင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုတော့သူ့ဖို့မှာပြဿနာတက်เสียဘာမှမရှိတော့နော်ထိမ့်သိမ့်မှုဆိုတာအဗ္ဗဓမ္မအရေးကြီးတယ်ဥပမာလောဘဖြစ်နေတယ်လောဘကိုလွတ်ထားလိုက်လို့ရှိရင်ကိုလောဘကိုမထိန်ချုပ်နိုင်ဘူးဆိုရင်လူတယောက်ဟာမကောင်းမှုအကုသိုလ်လုပ်ဖို့ရာဆင်သင်ဖြစ်သွားကိုလောဘကိုမထိန်ချုပ်နိုင်ဘူးဆိုရင်လောဘကြောင့်သူများပစ္စည်းရောင်းအောင်ယူတတ်တာတို့သူများကိုဒုက္ခပေးတာတို့ဒါမျိုးတွေဖြစ်လာဒေါသကိုမထိန်ချုပ်ဘူးဆိုရင်ဒေါသအလျောက်အပြစ်ကျူးလို့မိတာတွေမောဟကိုမထိန်သိမ့်နိုင်ဘူးဆိုရင်မောဟကြောင့်ပြောလိုက်ရင်လည်းကိုယ်ယုကာယလုပ်လိုက်ရင်လည်းကိုယ်ယုကာယဆိုအဲ့ဒါမျိုးတွေဖြစ်လာတတ်တော့ကိုယ်နဲ့နှုတ်ကိုထိန်သိမ့်ဆောက်ရှောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေထဲမှာအလွန်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်အဖြစ်စံနမူနာထားလိုက်တဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ကိုဆုံးမလို့ယဉ်ကျေးနေတဲ့ပုဂ္ဂိုလ်တယောက်အဖို့သူများကိုနိုင်ယူတာတဲ့ကိုနိုင်ယူတာကပိုကောင်းတယ်လို့လောကမှာလူတွေဟာသူများကိုအနိုင်ယူတာကများတယ်ကိုအနိုင်ယူတာနည်းတယ်ပေါ့တရားသဘောနဲ့ကြည့်ပြီးတော့မြတ်စွာဘုရားဆုံးမလူတွေကသူများကိုအနိုင်ရလိုက်လို့ရှင်ဝင်ကြွားတတ်တယ်ပေါ့ဥပမာမဲ့လောင်းကစားလို့ကိုယ်နိုင်သွားတယ်ဥပမာမဲ့အားကစားတွေမှာရှင်ပြိုင်ကြတဲ့အခါကိုယ်နိုင်တယ်တစ်ဖက်သားကရှုံးတယ်အဲ့ဒါလို့ပြိုင်ဆိုင်ပွဲတွေမှာကိုယ်ကသူများကိုနိုင်လဲရလို့ရှင်လူတွေဟာဝင်ကြွားလာတတ်တယ်ဒီကနေ့ခေတ်မှာဆိုလို့ရှင်ရှင်ပြိုင်မှုတွေအလွန်များတဲ့အခါမှာအထူးသဖြင့်အားကစားတွေမှာရှင်ပြိုင်ကြတဲ့အခါမှာရှင်ပြိုင်သူကိုယ်တိုင်နဲ့မကပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေကလည်းဝိုင်းပြီးအားပေးကြပျော်ကြတယ်ကိုထောက်ခံတဲ့ပုဂ္ဂိုလ်ကိုလူလာတဲ့ပုဂ္ဂိုလ်နိုင်ပြီဆိုလို့ရှိရင်လူတွေကအော်ကြဟစ်ကြအငြိမနေနိုင်ကြဘူးပေါ့ရှုံးပြီဆိုပြန်တော့လည်းပဲပုံပြက်ပန်းပြက်ဆဲကြခဲနဲ့ပေါက်ကြတွေဖြစ်နော်အဲ့တော့နိုင်ခြင်းရှုံးခြင်းဆိုတာကိုကြည့်ပြီးတော့လူတွေရဲ့ရှင်ကျေးမှုပြပြားနေတဲ့အနေအထားတွေဟာဒီကနေ့မှာပို့ပြီးတော့တွေ့လာအဲ့တော့မြတ်စွာဘုရားကသုတ္တန်တစ်ခုမှာဟောထားတယ်စယံဝေရံပတဝတိအနိုင်ရလို့ရှိရင်လည်းရများတယ်တဲ့ဒုက္ခသေတိပရာဇိတောရှုံးလို့ရှိရင်လည်းပဲစိတ်ဆင်းရဲရတယ်တဲ့ဒါကြောင့်မို့အနိုင်အရှုံးကိုဆွန့်လွတ်လိုက်ပါဟိတဝါဇယပရာဇယဥပတန္တောဒုက္ခသေတိဟိတဝါဇယပရာဇယအနိုင်အရှုံးတစ်ခုလုံးမရှိတဲ့အနေအထားတစ်ခုမှာတော့အလုံးကိုငြိမ်းချမ်းတယ်လို့သူတို့ဆိုတာ
နိုင်ရင်လဲနိုင်တဲ့အလျောက်တစ်ဖက်သားကနောက်တစ်ခွေကြတွေ့မယ်လို့ကိုယ့်ပေါ်မှာအခဲမကြေဖြစ်တတ်တယ်ရှင်ပြိုင်တဲ့ထုံးစံဒီတိုင်းပဲနောက်တစ်ချီဆိုတဲ့ဟာမျိုးပေါ်မှာအညှိုးတီးတွေထားရတယ်ပေါ့ရှုံးသွားတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ဆင်းရဲစွာမျက်နှာမလားအရှုံးပေးလိုက်ရတာသို့တော့ဒီကနေ့ခေတ်မှာတော့ဟန်ဆောင်ပန်ဆောင်နိုင်တဲ့လူနဲ့ရှုံးတဲ့လူဟာဖက်ပြီးတော့စိတ်မဆိုးစေအောင်လုပ်နေကြတာတော့ဟန်ဆောင်မှုတတ်တတ်ပဲဖြစ်မှာပဲနော်သူတို့ရင်ထဲမှာဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုယ်ရင်ကြည့်အောင်ဆုံးမနိုင်စွာမရှိဘူးရှုံးလို့စိတ်ဆင်းရဲတာကိုမပြတာဒါတော့ပဲရှိနိုင်တယ်ပေါ့နော်စိတ်ထဲကတော့ခြေနှက်ကြမှာမဟုတ်ဘူးဘယ်သူမှရှုံးညင်မှာတော့မဟုတ်ဘူးနိုင်ညင်ကြတာကြီးပဲကုန်ဒါကြောင့်မို့ဓမ္မရှုထောင့်ကကြည့်လိုက်မယ်ဆိုရင်နိုင်သူရံပွားဆိုတဲ့အတိုင်းအနိုင်ရလည်းအကောင်းမဖြစ်ဘူးရှုံးတဲ့လူကစိတ်ဆင်းရဲရှုံးတော့လည်းအကောင်းမဖြစ်ဘူးအဲ့တော့နိုင်တဲ့လူရောရှုံးတဲ့လူရောအနိုင်ရှုံးတစ်ခုစလုံးဟာကောင်းတဲ့ရလဒ်မထွက်လာဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကတော့ဥပတန္တောသိက္ခံတေတိအနိုင်ရှုံးမရှိတဲ့စိတ်နှလုံးအေးချမ်းတဲ့လိမ္မာရင်ကျေးမှုတည်တာလဲအနိုင်ရှုံးမရှိလို့အေးချမ်းမှုငြိမ်းချမ်းမှုကိုရတယ်လို့ဒီတရားကိုဟောတာအဲ့ဒီမှာအခုဓမ္မပဒမှာကြတော့မြတ်စွာဘုရားအတ္တဟဝေစိတံတေယောယာစာယံဣတရပစာအနိုင်ရှုံးလုပ်မယ်ဆိုရင်တော့ကိုယ့်ကိုယ်နိုင်တာအကောင်းဆုံးသူများနိုင်တာမကောင်းဘူးဘာကြောင့်မကောင်းလို့ဆိုရင်သူများနိုင်လို့ရှိရင်နောက်တစ်ခွေမင်းတွေးရမယ်ဆိုပြီးတော့တစ်ဖက်သားကကိုယ့်ပေါ်မှာရန်လို့တဲ့စိတ်တွေမွေးလာတယ်ရန်လို့တဲ့စိတ်တွေမွေးလာကြတဲ့သူ့ရင်ထဲမှာအမုန်းနဲ့အတေးတွေထားလာတယ်အမုန်းတေးထားလာတယ်ပြန်နိုင်ရင်နိုင်မနိုင်လို့ရှိရင်ကြဲစားခြေတာတို့ဘာလို့ဖြစ်လာတယ်နော်အဲ့လိုဖြစ်လာနိုင်ဒါကြောင့်မို့အတ္တဟဝေစိတံတေယောကိုနေတာသာကိုနိုင်ခြင်းသည်သာလဲအနိုင်ယူခြင်းသည်သာလဲအကောင်းဆုံးဖြစ်တယ်ကြံတဲ့တစ်ဖက်သားကိုအနိုင်ယူတာမကောင်းဘူးတဲ့မကောင်းတာဟာရက်လက်မကောင်းဘူးလို့သူတို့ဆိုလို့ရပေါ့နော်ငြိမ်းချမ်းမှုမရနိုင်ဘူးလောကကြီးမှာငြိမ်းချမ်းမှုတွေမဖြစ်တာဒါကြောင့်မို့လို့ပဲလူတွေကငြိမ်းချမ်းခြင်းနဲ့သို့တော့ငြိမ်းချမ်းမှုကိုမရဘူးဘာကြောင့်မရတာတော့ဆိုငြိမ်းချမ်းမှုမရခြင်းဟာတုံးတဲ့သူရှင်ပြန်ရာကနေဖြစ်ပေါ်လာတဲ့လောဘဒေါသတွေကြောင့်ပဲဖြစ်တယ်လို့ဆိုလောဘဒေါသတွေနဲ့ရှင်ပြိုင်မှုဟာဘယ်တော့မှငြိမ်းချမ်းမှုကိုမရနိုင်ဘူးလို့သူတို့ဆိုလို့တယ်လောဘဒေါသမောဟကင်းတဲ့တရားတဲ့နီလန်းနဲ့ရှင်ပြိုင်မှုကတော့ငြိမ်းချမ်းမှုကိုဖြစ်စေတယ်တရားတဲ့နီးနဲ့ရှင်ပြိုင်သင့်သလားဆိုရှင်ပြိုင်သင့်တယ်ဘလို့ရှင်ပြိုင်သင့်လို့ဆိုအေးသူတလားကို तू ကဥပုပ်တရက်ဖက်ရတယ်ငါကတလားကိုဥပုပ်2ရက်ရအောင်ဆောင်မယ်သို့မဟုတ် तू က2ရက်ရရင်ငါ3ရက်ရအောင်ကောင်းတဲ့ဘက်မှာသူ့ရဲ့တောင်းလုံးမယ်ဆိုတဲ့ဓမ္မဘက်ကရှင်ပြိုင်မှုနောက်တစ်ခါ तू ကသောတာပန်ဆိုရင်ငါသဂရကအဆင့်ထိအောင်ကြိုးစားမယ်သဂရကဖြစ်ရင်လည်းအနာဂတ်ဖြစ်အောင်ကြိုးစားမယ်အနာဂတ်ဖြစ်ရင်လည်းငါယဟနာဖြစ်အောင်ကြိုးစားမယ်ဆိုကြိုးစားရင်နဲ့စိတ်နှလုံးအေးချမ်းမှုတွေကိုတစ်ခုတည်းတစ်ခုပို့ပြီးတော့ရင်ကျေးလာတယ်အဆင့်မြင့်လာတယ်ဆိုတဲ့စိတ်တွေသဘောထားမြင့်မြတ်တဲ့စိတ်တွေသဘောထားတွေနဲ့ရှင်ပြိုင်မှုကတော့အကောင်းဆုံးရှင်ပြိုင်ခြင်းလို့ဆိုလို့ကုသိုလ်ကောင်းမှုနဲ့လည်းရှင်ပြိုင်တယ်ကိုချင်းတရားနဲ့လည်းရှင်ပြိုင်တယ်ကိုချင်းတရားချင်းရှင်ပြိုင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားတယ်အဲ့ဒါတော့ရှက်လက်ကောင်းတွေထွက်လာလို့အကောင်းဆုံးပဲလို့မြတ်စွာဘုရားလက်ထက်တော်အခါကာလတော့ခဝေတိဆိုတဲ့ဥပဒကတယောက်ရှိတယ်
သူစဉ်းစားပုံလေးကလူတွေသတိထားကြကောင်းတယ်ပေါ့သူနဲ့သူ့ရဲ့အပေါင်းအသင်းတွေသူ့နောက်သူ့လိုက်သူနဲ့အပေါင်းအသင်းအဖွဲ့အစည်းလူ900လောက်ရှိသူကခေါင်းဆောင်သို့တော့ခဝေတီနဲ့သူ့လူ900စလုံးဟာ9ပါးသီလလေးတောင်လုံအောင်ဆောင်းတဲ့လူတွေမဟုတ်ဘူးကိုချင်းတရားဘက်ကပြက်ပြားနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီမှာခဝေတီဆိုတဲ့လူကသူတရက်တော့စဉ်းစားလိုက်တယ်သူတို့လည်း9ပါးသီလမလုံဘူးငါလည်း9ပါးသီလမလုံငါကခေါင်းဆောင်တယောက်လုံနေပြီးတော့သူတို့အရေးချင်းငါအရေးချင်းဓာတ်တူဖြစ်နေတာမကောင်းဘူးငါကသူတို့ရဲ့အရေးချင်းတောင်းလုံးမှာပဲလုံတဲ့နေခေါင်းဆောင်ဆိုတော့သူများတဲ့ပို့အရေးချင်းတာလွန်တဲ့နေလို့စိတ်ကူးပြီးသူ့လူတွေကိုသူကဖွဲ့ဟပြီးတော့ပြောလိုက်တယ်ဒီနေ့ကစပြီးငါးပါးသီလမချိုးမဖောက်တဲ့ပုဂ္ဂိုလ်ဖြစ်မင်းတို့မှတ်ယူကြငါဘယ်တော့မှငါးပါးသီလကိုမချိုးဘူးလို့အဲ့လိုထုတ်ဖို့ချိန်ညာပြီးငါးပါးသီလကိုစောင့်တော့ဟိုလူတွေကငါးပါးသီလမလုံဘူးသူကလုံနေဆိုတော့သူ့ရည်ချင်းသာသွားတယ်ပေါ့အဲ့တော့သူတပည့်သူ့နောက်လိုက်တွေကလည်းပဲအေးငါတို့ခေါင်းဆောင်ကမှငါးပါးသီလလုံရင်ငါတို့လည်းပဲသူနဲ့ဓာတ်တူဖြစ်အောင်လိုက်ကျင့်မယ်အလုံးကငါးပါးသီလလုံတဲ့သူတွေဖြစ်သွားပြန်အဲ့ဒီမှာဂဝေတီကထပ်စဉ်းစားတယ်သူတို့နဲ့ငါနဲ့တူးနေပြန်ပြီမတူအောင်ငါလုံအောင်မယ်သူကဥပုသ်ဆောင်ဥပုသ်သီလယူလိုက်တဲ့အခါဟိုလူတွေနဲ့ကွဲပြားသွားပြန်တခါဟိုလူတွေကသူလှုပ်တာလိုက်လှုပ်တော့ဓာတ်တူညီတူဖြစ်လာပြန်နောက်ပိုင်းကျတော့ကဲသူတို့နဲ့ဓာတ်တူညီတူတော့မဖြစ်ဘူးဆိုပြီးကဝေတီကဘုန်းကြီးဝတ်မယ်ဘုန်းကြီးဝတ်လိုက်တယ်ဟိုလူတွေကလည်းနောက်ကနေလိုက်ဝတ်ကြပြန်အဲ့ဒါလို့နောက်ကလိုက်ပြီးတိုးမြင့်ပြီးတော့ကောင်းတဲ့အလုပ်တွေကိုလှုပ်လိုက်တာကောင်းတဲ့ကောင်းတာတွေလုပ်ရင်နောက်ဆုံးမှာတရားဓမ္မကြည်ကြံကြိုးကိုအထုတ်လို့ဂဝေတီကယဟန္တာဖြစ်သွားတယ်သူ့လူတွေကလည်းပဲသူတို့ကောင်းဆောင်ယဟန္တာဖြစ်တယ်လို့သူလည်းကြိုးစားမယ်ဆိုအလုံးလူ900ဟာအကျင့်သီလပြပြားနေတဲ့အဆင့်ကနေပြီးတော့ယဟန္တာအဆင့်ရောက်သွားကြတယ်ဟောအဲ့ဒီရှင်ပြိုင်မှုဟာကောင်းဆုံးရှင်ပြိုင်မှုလို့ဆိုလို့သူတို့ဟာရံပွားတဲ့ရှင်ပြိုင်မှုမဟုတ်ဘူးနိုင်တဲ့လူကလည်းပဲရှံပေါတော့မဟုတ်ရှုံးတဲ့လူကလည်းပဲစိတ်ဆင်းရဲတဲ့အနေအထားမျိုးမရောက်ဘူးတုံးတဲ့သူရှင်ပြိုင်ပြီးတော့ကောင်းတဲ့ကောင်းတာတွေကိုလှုပ်သွားကြတဲ့အခါနောက်ဆုံးဟာယဟန္တာဘဝရောက်သွားရင်နောက်ထပ်ရှင်ပြိုင်စရာမရှိတော့အဲ့ဒါကိုရှင်ပြိုင်ခြင်းရဲ့ဏိခုံလို့ပြောတယ်နော်အဲ့ဒါလို့အကောင်းဘက်ကရှင်ပြိုင်ရင်တော့အလုံးကောင်းတယ်အဲ့ဒီအဓိပ္ပာယ်မျိုးကိုမြတ်စွာဘုရားဒီမှာဟောတာအတ္တဟဝေစိတံတေယောကိုအောင်နိုင်လိုက်တယ်ဆိုတာကိုယ့်ရင်ထဲကကိလေသာတွေကိုအောင်နိုင်လိုက်တာအဲ့ဒါလို့အောင်နိုင်လိုက်တဲ့ပုဂ္ဂိုလ်ဟာလူတစ်ဖက်သားကိုအောင်နိုင်တာနဲ့ဆိုင်ဒါပို့ပြီးတော့ကောင်းမြတ်တယ်လုံးဝအပြစ်ကင်းတဲ့အောင်နိုင်ခြင်းပဲဓမ္မလမ်းကြောင်းကကြည့်မယ်ဆိုရင်ရှင်ပြိုင်မယ်ဆိုရင်ဒီအချက်နဲ့ပဲရှင်ပြိုင်ဒါကြောင့်တိုးတက်တဲ့ဘက်ကိုဥတည်ပြီးတော့ရှင်ပြိုင်မှုလို့ခေါ်တယ်လောကီပညာရေးနဲ့ပတ်သက်ပြီးတော့လည်းရှင်ပြိုင်နိုင်တယ်ပေါ့လောကီပညာရေးတွေနဲ့ပတ်သက်ပြီးတော့သူကတပွဲရရင်ငါကနှစ်ပွဲရအောင်ကြိုးစားမယ်ဆိုတဲ့အဲ့ဒါလို့ရှင်ပြိုင်ခြင်းအပြင်လူရဲ့ဘဝဟာတဆင့်နဲ့တိုးမြင့်ပြီးတော့အရေးချင်းတွေဟာကောင်းတဲ့ကောင်းလာတယ်အဲ့ဒီရှင်ပြိုင်မှုကတော့ကောင်းတယ်ဒီလိုဆိုတာနော်ဒါဟာဒီကထာရဲ့ဓမ္မရတနဲ့သင်္ကန်းစာပဲရှင်ပြိုင်မှုဆိုတာရံပွားတဲ့ရှင်ပြိုင်မှုတို့မလိုလားတဲ့အချက်တွေဖြစ်လာနိုင်တဲ့ရှင်ပြိုင်မှုတွေအောင်မြင်သွားပြန်တော့လည်းပဲဘာနဲ့အဆုံးသတ်တုံးဆိုရင်အောင်သူကလည်းသူ့ရင်ထဲမှာကိလေသာပဲဖြစ်တယ်ရှုံးတဲ့လူကလည်းရင်ထဲမှာကိလေသာအဲ့ဒီအနိုင်ရှုံးမျိုးကတော့မကောင်းဘူးလို့ဆိုလို့တယ်ပေါ့နော်
အကျိုးမြတ်ဘာတစ်ခုမှမရလိုက်ဘူးနှစ်ယောက်စလုံးနိုင်တဲ့လူကမာနတွေတက်လာမယ်ရှုံးတဲ့လူကစိတ်ဓာတ်တွေကျမယ်ဆိုတဲ့ရှင်ပြိုင်မှုမျိုးရှောင်တဲ့နဲ့လို့မြတ်စွာဘုရားကဒီလိုဆုံးမတာပဲဖြစ်တယ်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကိုယ်တိုင်ကိုအနိုင်ရလို့ရှိရင်နောက်ထပ်ပြောเสียရလတ်တစ်ခုကဘာတော့လို့ဆိုနေဝတိဝနခန္တဘောနမာရောသဟဗျမုနာစိတံအပါစိတံဂယေဒတထာရူပတ္တသန္တုနောအဲ့ဒါလို့ကိုဆုံးမပြီးအရင်ခြေဆုံးဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အောင်းနိုင်မှုကိုနိုင်တဲ့အနိုင်မျိုးကိုတဲ့ဘယ်နတ်ကပဲဖြစ်ဖြစ်ဘယ်ခန္ဓာဘနတ်ကပဲဖြစ်ဖြစ်ဘယ်လိုမနတ်ပဲဖြစ်ဖြစ်ဘယ်လိုပြမကဆိုလိုတာကတကူရှင်နေဘလောက်တကူကြည့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူ့ရဲ့အောင်နိုင်မှုကိုအရှုံးဖြစ်အောင်ပြောင်းပြီးတော့မလုပ်နိုင်တော့ဘူးအဲ့တော့တစ်ဖက်သားကိုအနိုင်ရတာတော့ပြောင်းနိုင်တယ်ပေါ့ချိန်မြေပြောင်းကိုနိုင်တာကြတော့ဘယ်သူကမှပြောင်းပြန်ဖြစ်အောင်မလုပ်နိုင်ဘူးအနိုင်ကိုအရှုံးဖြစ်အောင်လုပ်လို့မရဘူးလို့ဒါမြတ်စွာဘုရားဖော်ပြတဲ့အကျိုးတစ်ခုပဲကိုနိုင်လိုက်ပြီဆိုလို့ရှိရင်တော့ကိုနိုင်ခြင်းဟာကိုယ့်ရဲ့နဲ့ကလောဘကိုထိန်းချုပ်နိုင်တယ်ဒေါသကိုထိန်းချုပ်နိုင်တယ်အမှန်မသိတဲ့မောဟကိုထိန်းချုပ်တယ်အဲ့ဒီနိုင်လိုက်တာနောက်ထပ်ပြန်ပြီးတော့အနိုင်ကနေအရှုံးဆိုတဲ့ရလတ်ထွက်အောင်ဘယ်သူကမှမလုပ်နိုင်ဘူးဘယ်တကူရှင်ကမှလာမလုပ်နိုင်တော့ဘူးအဲ့လောက်ထိအောင်ခိုင်မာတယ်လို့ဆိုလိုတာကကိလေသာနိုင်လဲလို့ယဟန္တာဖြစ်သွားတယ်အဲ့ဒီယဟန္တာကိုပုရုဇဉ်ပြန်ဖြစ်အောင်လုပ်လို့မရတော့ဘူးလို့ဆိုလိုတယ်သူနိုင်ပွဲဟာထာဝရအစင်ထာဝရနိုင်ပွဲကြီးပဲဖြစ်တယ်ပေါ့တခြားနိုင်ပွဲတွေကအခုတခါနိုင်ပြီပဲနောက်တစ်ခါနိုင်နေပါနဲ့ဘောက်စင်ထိုးတာလဲခုတခါကိုကနိုင်လိုက်ပြီပဲနောက်တစ်ခါကိုအလဲထိုးတဲ့လူနဲ့ကြုံချင်းကြုံမှာဘောလုံးကန်တာလဲပဲထိုးတူပဲကိုကတခါနိုင်ပြီပဲနောက်ကိုတဲ့သားတဲ့လူနဲ့တွေ့ရင်ကိုရှုံးမှာပဲအေးအဲ့ဒါကြောင့်အဲ့ဒါလို့အနိုင်သည်အရှုံးဘဝပြန်ရောက်ရတဲ့ရှင်ပြိုင်မှုမျိုးအနိုင်မျိုးဟာတကယ်တော့တန်ဖိုးမရှိပါဘူးလို့ရှင်ပြိုင်မှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလောကလူတွေတတိထားဖို့ကိုအောင်နိုင်မှုသာလဲအကောင်းဆုံးလို့ဆိုလို့အဲ့တော့ကိုနိုင်အောင်ကြိုးစားကြဖို့ပဲဘဝသင်္ကန်းတာကိုစဉ်းစားကြည့်ငါဝတိလာလုံရလားမလုံသေးဘူးဘာကြောင့်မလုံတယ်လဲကိုစဉ်းစားတဲ့အခါမှာကိုရဲ့ပြောညံ့နေတဲ့တရားပညာအဲ့ဒီပြောညံ့နေတဲ့တရားပညာတွေကြောင့်ကိုဟာငါဝတိလာလုံသိရဲ့တန်းနဲ့မလုံဘူးဆိုတော့ကိုစိတ်ကိုတိုးမြင့်လိုက်တဲ့အခါမှာငါဝတိလာလုံသွားတယ်အဲ့ဒီကနေပြီးကိုရင်ထဲမှာရှိတဲ့ကိလေသာတွေရာဂတွေဒေါသတွေမာနတွေတစ်ဖက်သားကိုတွေးတဲ့အခါမှာမနာလိုစိတ်တွေကိုယ်သာအကြည့်ပွားလို့တဲ့ကျင်းမြောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒါမျိုးတွေဖြစ်ပေါ်နေတာကိုကိုယ့်အသိဆုံးပဲဖြစ်ပေါ်နေလို့ရှိရင်အဲ့ဒီစိတ်မျိုးတွေမဖြစ်အောင်ကိုထိန်းချုပ်ပြီးကိုနိုင်ယူလိုက်တာဒေါသကြီးတဲ့လူတယောက်ဒီဘယ်တော့မှဒေါသမထွက်ပဲနဲ့ပြုံးရွှင်နေနိုင်တဲ့အဆင့်ရောက်သွားတယ်သူများကိုမနာလိုစိတ်များတဲ့ပုဂ္ဂိုလ်သည်မနာလိုစိတ်မရှိတော့ဒါကိုနိုင်တရားတွေနိုင်ယူလို့ကိုနိုင်သွားတဲ့ပုဂ္ဂိုလ်တွေအနေချင်းလုံးဝနိုင်တာမဟုတ်တော့မှပဲကိုနိုင်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့အယက်သေးစားတောက်စားနေရကနေပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေနားလည်ရတဲ့အခါမှာအယက်ပြတ်သွားတယ်ဒါလည်းကိုနိုင်ခြင်းတစ်မျိုးပဲပေါ့နော်နိုင်သွားတယ်အခါစားမဲ့တဲ့ပုဂ္ဂိုလ်တယောက်သည်တရားဓမ္မနာယူလိုက်တဲ့အခါအသိပညာတွေရပြီးတော့တမိုးရှိတဲ့အလုပ်ပဲလုပ်မယ်လို့ကိုလှုပ်ချင်တဲ့ဝါသနာကြီးတဲ့အရာကိုဆွတ်လွတ်ပြီးတော့တရားပဲလုပ်နေတာဒါလည်းအနိုင်ယူခြင်းတစ်မျိုးပဲကိုနိုင်သွားတာအဲ့ဒီကိုနိုင်တဲ့အနိုင်မျိုးသားလည်းအကောင်းဆုံးလို့လောကမှာရှင်ပြိုင်နေကြတဲ့အနိုင်ရှုံးနေနဲ့ပတ်သက်ပြီးတော့
မြတ်စွာဘုရားရဲ့အမြင်လောကသားတို့ရဲ့အမြင်ဟာကွဲပြားခြားနားမှုရှိတယ်အဲ့ဒါကိုအလေးနဲ့ထားပြီးတော့စဉ်းစားတတ်ရမှာပေါ့နော်စဉ်းစားတတ်ရမယ်ဒါက104 105ကာရနမုတ်ကနေပေးတဲ့ဘဝသင်္ကန်းစာတစ်ခုပဲနောက်တော့106ခုမြောက်ဂါထာမှာလောကမှာဂုဏ်ပြုခြင်းတစ်ဖက်သားကိုလေးစားခြင်းသို့မဟုတ်ဌာနကောင်းမှုပြုလုပ်ခြင်းဆိုတာဘယ်ရာပဲဖြစ်ဖြစ်နှိုင်းရှင်ပြီးတော့လေးလာမှာဖြစ်တယ်နှိုင်းရှင်ကြရမှာဖြစ်တယ်လူတွေကစီးပွားရှာတဲ့အခါကျတော့နှိုင်းရှင်တတ်ကြတယ်ဒီကုန်ပစ္စည်းကရောင်းရတာအမြတ်နည်းတယ်ဟိုကုန်ပစ္စည်းကအမြတ်များတယ်ဆိုတော့အမြတ်နည်းတဲ့ဟာကိုမရောင်းမနဲ့အမြတ်များတာကိုရောင်းကြတယ်စီးပွားရှာတဲ့အခါကျကောင်းတဲ့ကောင်းတာကိုလုပ်ကြတယ်ဥပမာမဲ့ဒီအလုပ်ကတော့လကနည်းတယ်လကများတဲ့အလုပ်ပြောင်းလုပ်တယ်ဒါတိတာထင်ရှားတာတခုပြောအဲ့ဒါလို့ကောင်းတဲ့ကောင်းတာကိုပြောင်းလုပ်ကြမယ်ဆိုလို့ရှိရင်ကိုလုံးနေတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုပြောင်းလုပ်ရမှာပဲဖြစ်တယ်ပေါ့လမ်းကင်းတဲ့ကြောက်ခဲတွေရောင်းတဲ့လူကစိတ်ရောင်းတဲ့အဆင်းရောက်သွားရင်ပို့ပြီးတော့တမိုးချီသွားတာပေါ့အဲ့ဒါလိုပဲအယောင်းအဝယ်ကိစ္စတွေမှာအမြတ်များတာကိုရွေးချယ်ကြတတ်ကြသလိုပဲကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာလည်းပဲအကျိုးအမြတ်ကိုကြည့်ပြီးတော့လုပ်တဲ့လုပ်ထိုက်တယ်လို့မြတ်စွာဘုရားဒါကိုသင်္ကန်းစာပေးတာပဲဖြစ်တယ်ပေါ့ဒီကထာမှာဟောထားတဲ့အဓိပ္ပာယ်ကမာတိမာတိသဟတေနယောယစေထတတံသမံဧကိဉ္စဘာဝိတတနမဟုတ်တမပိပူစေလူနှစ်ယောက်ကုသိုလ်ကောင်းမှုလုပ်နေတယ်အိန္ဒိယနိုင်ငံမှာဗြဟ္မပြည်ရောက်ဖို့ဆိုရယ်ကျင့်စဉ်တစ်ခုမြတ်စွာဘုရားလက်ထက်ကကျင့်တာခဏိခေတ်လည်းရှိမှာပေါ့မိနတ်ပူဇော်တယ်ဆိုတဲ့အလုပ်မိထဲမှာထောပတ်တို့ပါတို့ထည့်ပြီးမန္တန်လေးစုပ်တယ်မိထဲမှာရှဲကနေထဲလိုက်မန္တန်ရွတ်လိုက်အဲ့ဒီလုံနီးကဗြဟ္မပြည်ထီအောင်ရောက်နိုင်တယ်လို့ယုံကြည်ချက်ရှိတယ်ပေါ့နော်သူတို့စိတ်ကတော့မိနတ်ကိုပူဇော်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်မိရဲ့အစွမ်းတတ္တိနဲ့သူတို့လုပ်တဲ့အလုပ်ဟာဟိုဗြဟ္မဘုံထီအောင်ရောက်ရှိသွားတယ်လို့မိကနေတဆင့်မိရဲ့အစွမ်းတတ္တိကိုလည်းယုံကြည်တယ်ဘာကြောင့်လဲဆိုရင်မိဆိုတာမကောင်းတာတွေအကုန်လောင်ကျွမ်းပြစ်နိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့သူတဏ္ဍမှာရှိတဲ့မကောင်းမှုအကုသိုလ်တွေလည်းအကုန်လောင်ကျွမ်းနိုင်တယ်လို့ရှိရခြင်းနဲ့မိနတ်ကိုပူဇော်တာပဲဖြစ်တယ်အိန္ဒိယနိုင်ငံမှာရှေးတုန်းကမိနတ်ပူဇော်တယ်ဆိုတဲ့တော်ထဲမှာနတ်ကွန်းလေးမိနတ်မိဖို့လေးမိတင်ကုတ်ကလေးတစ်ခုဆောက်ထားပြီးတော့အဲ့ထဲမှာမိကိုမငြိမ်းရအောင်ထိမ့်သိမ်းဆောက်ရှောက်ပြီးနေ့စဉ်နဲ့အမျှထောပတ်တို့စီတို့လောင်းထည့်ပြီးတော့မိပူဇော်တယ်ဆိုတဲ့အလုပ်ကိုလုပ်တယ်ဟောဗမာပြည်ကဖះကိုမိပူဇော်တာလို့မဟုတ်ဘူးတရားတခြားနော်အဲ့ဒါလို့မိနတ်ကိုပူဇော်မန္တန်ရွတ်တဲ့အလုပ်ဟာဗြဟ္မပြည်ကိုရောက်တယ်လို့ယူဆကြတယ်အဲ့ဒါလို့ပူဇော်တာနဲ့ကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ကိုလက်ဦးလေးနဲ့ရှ िख ိုးလိုက်မယ်နော်ဆွမ်းလေးတစ်စုံလောင်းလိုက်မယ်တစ်စုံတစ်ခုချီနူးတဲ့စိတ်နဲ့ပူဇော်လိုက်မယ်လှူဒန်းလိုက်မယ်အကုန်ကြခံပြီးတော့နှစ်ပေါင်းများစွာတလားမှာထောင်ချီကုန်ချပြီးတော့အနှစ်တရာမိနတ်ပူဇော်ခြင်းကြောင့်ရရှိလာတဲ့ရှင်တွေကစေရနာယဟနာပုဂ္ဂိုလ်ကိုတခဏလေးမြတွေ့ပြီးတော့ရင်ထဲကစေရနာထက်သန်စွာနဲ့ပူဇော်လိုက်ရတဲ့ကုသိုလ်အဲ့ဒီကုသိုလ်နှစ်ခုဟာအကုန်ကြခြင်းကြတော့မိနတ်ပူဇော်တဲ့ဟာကကုန်ကြမှုတွေများတယ်
ယန္နာပုဂ္ဂိုလ်နဲ့တွေ့လို့ကိုယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်သူများကိုလက်ဥချီမှုရှိခိုးလိုက်ရတယ်သုံးဖို့လှူဒန်းလိုက်ရတယ်ဆိုတော့ကုသိုလ်တခဏလေးအတွင်ဖြစ်တဲ့ကုသိုလ်အဲ့ဒီကုသိုလ်နှမျိုးချိန်ထိုးပြီးတော့ကြည့်လိုက်မယ်ဆိုရင်တာယေဝပုစနာတေယောယင်းစေဝတ္တတတံခုတံနှစ်ပေါင်းတရာမိပူဇော်နေတဲ့ပူဇော်မှုစေရနာကုသိုလ်ဟာဘာမှတန်ဖိုးမရှိဘူးတဲ့တကယ်ကိုအကျင့်ကောင်းနေထိုင်ကောင်းတဲ့ယဟန္တာပုဂ္ဂိုလ်ကိုတခဏလေးလောက်လောကလေးခြိလိုက်ရတယ်ပူဇော်လိုက်ရတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုကအမှန်တမ်းကြီးမားတယ်လို့သူတို့ဆိုတယ်အဲ့တော့ကောင်းမှုတွေဟာလည်းတစ်ခုနဲ့တစ်ခုကွဲပြားခြားနားတယ်တစ်ပင်စိုက်တာလိုပဲတစ်ပင်စိုက်တဲ့အခါမှာတမိုးကြီးမားတဲ့အသီးနှံသို့မဟုတ်တမိုးမရှိတဲ့အသီးနှံနှစ်ခုစိုက်တဲ့အခါမှာအကျိုးအမြတ်အလွန်ကွဲပြားခြားနားတယ်ပေါ့ဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားဟောထားရှိတယ်ဒါဒီနေရာမှာတော့ဝတ္ထုကြောင့်အထုပ္ပတ္တိတစ်ခုရတာမြတ်စွာဘုရားဒီလိုဟောတာရှစ်ပူဇော်လို့မိနိုင်ကိုပူဇော်တဲ့ကုသိုလ်နဲ့ယဟန္တာပုဂ္ဂိုလ်တခဏလေးပူဇော်ရတဲ့ကုသိုလ်ဒီကုသိုလ်နှစ်ခုရဲ့တန်ဖိုးခြင်းအကွဲပြားခြားနားမှုကိုမြတ်စွာဘုရားဟောတာပဲဖြစ်တယ်။တာမန်ကုသိုလ်တစ်ခုကိုကြည့်လိုက်အောင်မယ်ဆိုရင်ဥပမာတရိစ္ဆာန်တစ်ကောင်ကိုတစ်ခါလောက်ကျွေးလိုက်လို့ရှိရင်အဲ့ဒီရှင်ထဲကမေတ္တာစေရနာနဲ့တရိစ္ဆာန်တစ်ကောင်ကိုကျွေးလိုက်မယ်ဆိုရင်အဲ့ဒီကုသိုလ်ကအစတရားကိုကျွေးတာတဲ့အစတရားအကျိုးပေးတယ်နော်အစတရားဘယ်လိုဖြစ်နိုင်တော့လို့ဆိုလို့ရှိရင်တရားပင်လေးကိုကိုကတော့တစီပဲစိုက်လိုက်တယ်အဲ့ဒီတရားပင်ကတီးတဲ့ခါကျတော့တရားသီးကရှားထောင်များတယ်လေကိုရင်းနာတစီတည်းပဲရင်းနေတယ်သို့တော့အဲ့တရားပင်ကတီးပွင့်လာတဲ့အခါမှာတစ်ကြိမ်တစ်ခါမကဘူးအများကြီးရတယ်ဟောတီးထန်တော့ပဲတော့တရိစ္ဆာန်တစ်ကောင်ကိုအကျဉ်းတရားနဲ့မေတ္တာနဲ့ကျွေးမွေးလိုက်လို့ကျွေးမွေးလိုက်တဲ့ရင်ထဲမှာဖြစ်သွားတဲ့ကုသိုလ်စေရနာလေးဟာအစတရားကိုမှတုံ့ပြန်တဲ့အကျိုးရတယ်လူသားတယောက်ကိုတာမန်လူသားတယောက်ကိုချင်းသိလားမရှိတဲ့တာမန်လူသားတယောက်ပဲဖြစ်စေလမ်းပေါ်ကလူပေါ့ကိုချင်းသိလားမကောင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါစေလူသားတယောက်ကိုကြွေးလိုက်လို့ရှိရင်အစတထောင်တုံ့ပြန်မှုအားရှိတယ်ဒါသဘာဝတရားရဲ့တုံ့ပြန်မှုတွေကိုပြောတာတခါကိုချင်းသီလကောင်းတဲ့လူသူတော်ကောင်းတယောက်ကိုကြွေးရင်အစပေါင်းများစွာတုံ့ပြန်တဲ့အားရှိတယ်အဲ့ဒီတမ္မာပုထုဇဉ်တယောက်တည်းသောတာပန်တယောက်ကိုကြွေးလိုက်လို့ရှိရင်တုံ့ပြန်မှုအားရအတိုင်းအတာမရှိအောင်ဖြစ်တယ်သောတာပန်တရားကိုလှူတာတဲ့တဂရကံတယောက်ကိုလှူတာခြင်းဟာတူညီမှုတွေဖြစ်လာတယ်ပေါ့နောက်ခြားတော့အဲ့လိုအဆင့်ဆင့်မြတ်စွာဘုရားဟောတော်မူတယ်တခါကုသိုလ်ကောင်းမှုတွေထဲမှာလည်းကြည့်မယ်ဆိုရင်ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဆိုတဲ့အဆင့်ဆင့်မှာကြည့်လိုက်မယ်ဆိုဒါနကောင်းမှုလို့ဆိုတဲ့လှူတာတန်းတာတွေထဲမှာအကျိုးအကြီးဆုံးဒါနကောင်းမှုဟာအဆောက်အဦလှူပဲဖြစ်တယ်ဘာကြောင့်အဆောက်အဦလှူကအကျိုးကြီးရုံဆိုကြားရှိစွာအာရုံပြုလို့ရလို့ပဲကိုယ်ကအဆောက်အဦတစ်ခုဆောက်လှူထားတယ်ဆိုပီတိဖြစ်ရတဲ့ဟာကဆောက်ဦးဆိုတာတော်နဲ့မပြတ်တော့အာယုပြုလို့မတန်ကောင်းတော့ကုသိုလ်ကောင်းမှုတွေပို့ပြီးတော့တိုးတယ်မြတ်စွာဘုရားကတော့အရာလေးမျက်နှာကလာတဲ့ပုဂ္ဂိုလ်ယဟန်နေဘယ်ပုဂ္ဂိုလ်ပဲသတင်းသုံးဆိုပြီးတော့အရာလေးမျက်နှာမှာလွတ်လပ်စွာသွားလာနေတဲ့ယဟန်နေဝင်ရောက်နေထိုင်ဖို့ဆိုတဲ့ကျောင်းတစ်ကျောင်းကိုဆောက်လုပ်လှူလိုက်တဲ့ကုသိုလ်ဟာတဲ့ဥဒ္ဓမကြီးမားတဲ့ကုသိုလ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီကုသိုလ်တွေကြီးတာရှိသေးလားလို့ဆိုရှိတယ်အကျိုးကြီးတာဘာလို့ဆိုရင်ခုနကတရဏဂုံဆောက်တည်လိုက်ကြတယ်ဗုဒ္ဓံတရဏံကိစ္စမိအဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်ကကျောင်းဆောက်လှူတဲ့ကုသိုလ်တွေကြီးတယ်
နော်အကျိုးကြီးဖို့ညင်မတူချဘူးပေါ့နော်ဒါဖြင့်အဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်တွေကြီးတာရှိသေးလားလို့ရှိတယ်တရဏဂုံဆောက်တည်တဲ့အပြင်၅ပါးသီလထပ်ပိုးပြီးတော့ဆောက်တည်လိုက်မယ်ဆိုရင်အဲ့ဒီကုသိုလ်ပိုချီသွားပြန်ရောဒါဖြင့်၅ပါးသီလရောတရဏဂုံရောကုသိုလ်တဲ့နောက်ထပ်ဓိတဲ့ပိုကောင်းတဲ့ကုသိုလ်ရှိလားဆိုရှိသေးတယ်ဘာလဲလို့ဆိုရင်သရဝါရီပေါ်မှာအမုန်းကင်းစင်တဲ့မေတ္တာပွားခြင်းပဲဖြစ်တယ်ရှင်တွေကအမုန်းတရားကင်းသွားလို့ရှိရင်ခုနကတရဏဂုံသီလတဲ့ပို့ဆင်းမြင်တရဏဂုံသီလနဲ့ဒါနနဲ့သီလကနတ်ပြည်လောက်ပဲရောက်နိုင်တယ်မေတ္တာဘာဝနာပွားလို့ဆံရပြီဆိုရင်ပြမပြည့်စီအောင်ရောက်သွားတယ်အကျိုးကြတော့ဒါခွာသွားတယ်ပေါ့ဒါဖြင့်အဲ့ဒီမေတ္တာပွားတဲ့ကုသိုလ်တဲ့ကြီးတာရှိသေးလားဆိုရှိသေးတယ်ဘာလို့ဆိုမမြဲတဲ့သဘောကိုဆင်ញင်သိမြင်တဲ့ဝိပဿနာတရားတဲ့အဲ့လိုကုသိုလ်ကောင်းမှုကလည်းအဆက်ဆက်အခုလိုကွက်ပြတ်ခြားနာတယ်ပစ္စည်းတွေသာတစ်ခုနဲ့တစ်ခုတန်မိုးခြင်းကွာတာမဟုတ်ဘူးကိုလုပ်တဲ့ကုသိုလ်ကလည်းတစ်ခုစီကွာတယ်အဲ့ဒီကွာခြားမှုသဘောတရားတွေကိုမြတ်စွာဘုရားဒီမှာဟောတာဘယ်နေရာပါပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုရင်နှိုင်းရှင်ကြည့်လိုက်ရင်ကွာခြားတယ်အဲ့တော့ကုသိုလ်ကောင်းမှုကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်တိုင်းဟာကောင်းတဲ့ကုသိုလ်မျိုးကိုရှာဖွေပြီးတော့လုပ်မယ်ဆိုရင်ကိုယ့်ရဲ့နှလုံးထဲမှာကောင်းတဲ့ကုသိုလ်တွေရရှိမှာပဲဖြစ်တယ်အဲ့လိုတိုးတက်ပြီးတော့ရရှိဖို့ရအတွက်မြတ်စွာဘုရားဟောတာမာတိသဟတေနယောယေစေထတတံတမံဒုတိယဟာနှစ်ပေါင်း100လာတိုင်း1000အကုန်ကြခံပြီးတော့မိနတ်ကိုပူဇော်တယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ကုသိုလ်ဧကင်္စဘာဝိတတနံမဟုတ်တမပိပူစေစိတ်နှလုံးကိုတိုးတက်မြင့်မားလာအောင်ကိုယ့်သီလဘက်ကတိုးတက်အောင်သမာဓိဘက်ကတိုးတက်အောင်အစမြင့်ကျင့်သုံးအထောက်ပြီးတဲ့ပုဂ္ဂိုလ်တို့ကိုတခဏလေးပဲဖြစ်စေလက်ဦးချီမိုး၍ဖြစ်စေအလှဒါနပြု၍ဖြစ်စေပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုအဲ့ဒီကုသိုလ်ကောင်းမှုနှစ်ခုမှာတဲ့တာယေဝပုစနာတေယောအဲ့လိုကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ကိုတစ်ချိန်တစ်ခါလေးတစ်ခဏလေးအတွင်းမှာလှူလဲရတဲ့စေရနာရဲ့ပူဇော်မှုစေရနာရဲ့ကုသိုလ်ကအကျိုးကပို့ပြီးတော့ကောင်းတယ်တဲ့ယင်စေဝတ္တတတံဟုတံအနှစ်တရားနှစ်ပေါင်း100မိပူဇော်ခဲ့တဲ့ကုသိုလ်ကသူ့နဲ့စားလိုက်ဘာမှတန်ဖို့မရှိဘူးလို့ဆိုလိုတယ်နော်အဲ့ဒီမှာမြတ်စွာဘုရား9ဝါမြောက်မှာအဘိဓမ္မာဒေသနာဟောပြောဖို့တာဝရိန္ဒနတ်ပြည်ကိုကြွသွားတယ်တာဝရိန္ဒနတ်ပြည်ကြွသွားတဲ့အခါမှာပထမဆုံးပိဋကတ်တွေတဖြည်းဖြည်းရောက်လာတဲ့ထင်မယ်စောစီရောက်လာသူကတော့မေရောဘဝကနေပြီးတော့တုတ်တိတနတ်ပြည်မှာနတ်မင်းဖြစ်နေတဲ့တန်တုတ်တိတနတ်သားပဲဖြစ်တယ်အဲ့ဒါကိုဗမာပြည်မှာမေရောမိနတ်သားလို့ခေါ်ကြတယ်နော်သူဟာနတ်ဖြစ်တဲ့အခါကျတော့အမျိုးသားနတ်သားအနေနဲ့ဖြစ်တယ်နတ်သမီးမဟုတ်ဘူးလူဘဝတုန်းကတော့မြတ်စွာဘုရားရဲ့မေရောအဲ့ဒါကိုပေါင်းပြီးမေရောမိနတ်သားလို့ပြောကြတာနော်အဲ့ဒီမေရောဘဝကနေပြီးတော့အမျိုးသားယောက်ျားနတ်သားဘဝရောက်လာတဲ့တုတ်တိတနတ်ပြည်ကနမင်းမြတ်စွာဘုရားရဲ့လက်ရဘက်နားမှာထိုင်နေရောက်လာတယ်အတူနဲ့အတူဘယ်သူတွေရောက်လာတော့ဆိုအိန္ဒကဆိုတဲ့နတ်သားရဲ့အင်္ဂုရဆိုတဲ့နတ်သားရဲ့နတ်သားနှစ်ယောက်ရောက်လာကြတယ်တဖြည်းဖြည်းနဲ့မြတ်စွာဘုရားအဘိဓမ္မာဒေသနာတော်ဟောဖို့ပိဋကဟာတဖြည်းဖြည်းရောက်ရှိလာတဲ့အခါမှာတကူအိဋ္ဌိဘက်ကြီးတဲ့နတ်တွေကရောက်လာကြတယ်
တန်တို့တိတဲ့နမင်းကတော့မြတ်စွာဘုရားနာမှာမေတော်ဘွားကလာတော့ခုံရှိတရေရှိသူ့ကိုအလုံးကလည်းချီကြတယ်အလုံးကိုသူကနေရဖက်ပေးစရာမလိုမင်းဆိုရစားပိဋကတ်ထဲမှာဟာမေတော်ကြီးဘွားလာတာဘုရားနာသူ့အနည်းဆုံးနေတာထပ်ပေးစရာမလိုတော့သူအိန္ဒကနတ်သားကလည်းပဲမေတော်မိနတ်သားရဲ့အနီးပါးမှာသူကလည်းထိုင်နေလိုက်တာသူ့ရဲ့အရှိန်ဝါလည်းကြီးမားတယ်နောက်ရောက်လာတဲ့နတ်တွေကလည်းသူ့ကိုလက်အုပ်လေးချီပြီးတော့အယုသိပေးကြတယ်ဟိုအင်ကုရဆိုတဲ့နတ်သားကြတော့ရှေ့မှာမနေရတော့တဖြည်းဖြည်းနောက်ဆုံးသွားတာဖះနဲ့12ယူဇနာလောက်ဝေးသွားတယ်ပိဋကအစွန်ရောက်သွားခုနောက်ရောက်သွားတယ်ဘာဖြစ်လို့အဲ့လိုဖြစ်ရတယ်လဲဆိုသူတို့ကောင်းမှုနှစ်ခုနှိုင်းယှဉ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအင်ကုရနတ်သားကနှစ်ပေါင်းများစွာထမရေချောင်းစီအလူကြီးလှူခဲ့လို့နတ်သားဖြစ်တယ်သို့တော့သူလှူတဲ့အလူကိုလာရောက်စားသုံးကြတဲ့ပုဂ္ဂိုလ်တွေဟာကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။ဘာနဲ့ဥပမာတူလို့ဆိုရင်ကြက်တီးကုန်းမြေညံ့ပေါ်မှာတစ်ပင်ဆိုင်လိုက်ရတယ်လို့ပဲအသီးနှံကတော်တော်ကိုနဲသွားတယ်သူကရက်လက်ကတိတ်မကောင်းဘူးဟိုအိန္ဒကနတ်သားဆိုတာကြတော့သူလုပ်ခဲ့တဲ့ကုသိုလ်ကပြောမယ်ဆိုရင်တာမန်ကုသိုလ်လေးဖြစ်နေတယ်ယန္တာပုဂ္ဂိုလ်တစ်ပါးကိုဆွန်လေးတစ်ဆွန်လောက်ခဲ့ပူတယ်ကြည်ညိုသရာစိတ်နဲ့ဆွန်လေးတစ်ဆွန်ပဲလှူခဲ့တယ်အဲသူလည်းလှူလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်ဝါကကျန်တဲ့တကိုးကြီးတဲ့နတ်တွေကနေပြီးတော့ယူတည်ရလောက်အောင်ကုသိုလ်ရဲ့အကျိုးပေးမှုကတောက်ပြောင်းတယ်ပစ္စည်းကိုကြည့်မယ်ဆိုရင်ဥပမာမဲ့ဟိုပစ္စည်းကောင်းတဲ့ပစ္စည်းညံ့ဆိုပါစို့ပစ္စည်းကောင်းဝတ်ထားတဲ့ပုဂ္ဂိုလ်နဲ့ပစ္စည်းညံ့ဝတ်ထားတဲ့ပုဂ္ဂိုလ်နှိုင်းယှဉ်ရတယ်လို့ပဲသူကမြတ်စွာဘုရားသာသနာတော်တွင်မှာလုပ်လိုက်ရတဲ့ကုသိုလ်ကတစ်လွင်ပြီးတော့တောက်ပါတယ်ပို့ပြီးတော့တစ်လွင်နဲ့ပို့ပြီးတော့တောက်ပါတယ်ဘာကြောင့်လဲလို့ပြောလို့ရှိရင်တရတံကုံနဲ့သီလကြောင့်ဒါမို့တာမန်လို့မအောင်မင်းနဲ့ဘုရားတရဏံကိစ္ဆာမိရွတ်တာရွတ်ပြီလို့နော်ဒီတရဏဂုံဟာတာမန်ကုသိုလ်မဟုတ်ဘူးပထမကြီးမားတဲ့ကုသိုလ်ပေါ်ရနေတဲ့အခါကျဒုတိယတမိုးမရှိဘူးလို့ထင်တယ်မှန်ဒီကုသိုလ်ကြောင့်မို့လို့အဲ့တော့သူကတရဏဂုံသီလအခြေခံနေပြီးတော့သူလှူလိုက်တဲ့ပုဂ္ဂိုလ်ကတကယ်ယဟနာပုဂ္ဂိုလ်ကြီးဆိုတော့ဆုံးလေးတစ်စုံမဲ့လှူရတာဖြစ်ပါစေသူလှူလိုက်လို့ရရှိလာတဲ့ပစ္စည်းတွေသူ့ရဲ့ရုပ်ရည်ပကာရတယ်သူပိုင်ဆိုင်မှုတွေကကျန်တဲ့နတ်တွေလေးစားလောက်အောင်ကြီးမားတယ်လို့ဆိုတော့တောက်ပြောင်းတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရားမင်းကြီးဟာသာသနာ့ဘာကကုသိုလ်ကောင်းမှုပြုပြီးတော့သူကတရားဘဝရောက်လာတယ်ခေါရမမြတ်စွာဘုရားပွင့်လာတဲ့အခါမှာသာသနာတွင်ကတရဏဂုံဆောက်တည်တဲ့လူပုဂ္ဂိုလ်တွေဟာငါးပါးသီလနဲ့တရဏဂုံနဲ့ဆောက်တည်ပြီးတော့သာသနာတွင်မှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့တည်တဲ့အခါမှာနတ်ပြည်ရောက်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့သာသနာ့ဘက်ကရောက်ရှိနေတဲ့ပုဂ္ဂိုလ်တွေဟာဘုံမိမ္မာဉာဏ်လည်းကြွားချတယ်တဲ့တစ်လွင်နဲ့တောက်ပြောင်တယ်အဝတ်အစားတွေကလည်းကြွားချတယ်သုံးဆောင်တွေကလည်းကြွားချတယ်ခဏခေတ်ပြောရမယ်ဆိုရင်တော့ဟုတ်လားဒီညနေသေးတော့အခုချိန်တော့ပြောလို့ရသေးတယ်တနေ့ကျရင်တော့မိတ်တင်မြန်မာကကောင်းမှာပါချေခုချိန်မှာတော့မိတ်တင်ချိုင်းနာတို့လူတွေကရှုတ်ချနေတာကြားရတယ်တရုတ်ဆက်တရက်ဆုပ်ဆိုတာတရက်မခံဗီယက်နမ်တို့ပြောနေကြတယ်အဲ့တော့ဒီမိတ်မြန်မာဆိုလည်းမကောင်းဘူးလို့ပြောကြတယ်နော်အဲ့တော့သူတို့လုပ်ခဲ့တဲ့အချိန်အခါနဲ့ရလာတဲ့ကုသိုလ်ရဲ့အကျိုးတွေနဲ့သာသနာ့ဘာကုသိုလ်ကြောင့်ရလာတဲ့သူတို့ရဲ့ဝတ်စားတန်စာပိုင်ဆိုင်တဲ့ဘုံမိမှန်နေ
သာသနာတွင်ကုသိုလ်ကောင်းမှုလုပ်ပြီးရလာတဲ့ဝဆာတန်းစာရုပ်ရည်ပကာယဘုံမိမ့်မှန်တယ်အလုံးကိုကွာတယ်လို့ပြောတယ်ပြည်တွင်းပြည်နဲ့နိုင်ငံညာဖြစ်လို့သို့မဟုတ် quality ညံ့တဲ့ဟာနဲ့ quality ကောင်းတာမျိုးကွာတယ်မတူဘူးအဲ့ကုသိုလ်မှာလည်းပဲ quality ရှိတယ်ဆိုတာသတိထားဖို့လို့ပေါ့နော်အဲ့တော့တရားမင်းကြီးကိုယ်တိုင်ကသုလရထမဟာရထဆိုတဲ့မြတ်စွာဘုရားရဲ့ဥပဒကတွေကနေပြီးတော့သာသနာတွင်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ရောက်လာတဲ့နတ်တွေရဲ့ဘုံဗိမာန်ရောက်ရင်တရားမင်းကြီးကညှိုးငယ်သွားတယ်။ဘာလို့ဒီနတ်သားတွေရဲ့ဘုံဗိမာန်တွေကြည့်လိုက်ရင်ဝင်းလက်တောက်ပါသူ့ဘုံဗိမာန်ကြည့်လိုက်ရင်မိမ့်တိမ့်တိမ့်အဲ့ဒီနတ်သားတွေရဲ့စီးလာတဲ့ယထာတွေသူတို့ဝတ်ထားတဲ့အဝတ်စားတွေသူတို့ရဲ့အချမ်းရံတွေသူ့အချမ်းရံပြန်ကြည့်ဟောအမှန်တမ်းကွာခြားတယ်လို့ပြောတယ်ကွာခြားတဲ့အခါမှာတရားမင်းကြီးဟာစိတ်ညစ်ရတယ်တခါတလေဘယင်ဖြစ်ပေမဲ့လို့အသုံးဆောင်ခြင်းကသူ့ရဲ့နောက်ဘုရားလက်ထက်ကရောက်လာတဲ့နတ်တွေရဲ့အရှိန်အဝါကိုမမိနိုင်ဘူးတဲ့ဒါကြောင့်မို့လို့လူပြည့်ဆင်းပြီးရှင်မာကတ္တဗကိုလူသားရအောင်ဆောင်အဖိုးရအောင်ဆောင်ပြီးလိန်ညာပြီးဆွန်လောင်းတာအဲ့ဒီဟာအတွက်ကြောင့်တာလာပြီးတော့လှုပ်ထားရတာသာသနာတွင်ကုသိုလ်လိုချင်လို့လာလှုပ်ထားတရားမင်းညာအဲ့တော့ကြွားချမှုတွေကဒီလိုပဲကုသိုလ်ကောင်းမှုမှာရှိတတ်တယ်ခေါနအင်္ဂုရနတ်သားနဲ့အိန္ဒကနတ်သားလည်းပဲသူတို့လူလိုက်တန်းနာခြင်းဟာအကုန်အကျနဲ့ကြည့်မယ်ဆိုရင်အင်္ဂုရရဲ့ကုန်ကြမှုကနေဘူးကြီးနှစ်ပေါင်းများစွာလဲလှူခဲ့တာဖြစ်တယ်အိန္ဒကနတ်သားရဲ့အကုန်ကြဘာမှမရှိဘူးဆုံးလေးတစ်စုံလောက်သို့တော့ယင်ထဲကစေရနာတို့အလူကံပုဂ္ဂိုလ်ရဲ့အရည်ချင်းတို့ကြတော့ဒါကွာသွားတဲ့ခါကျတော့တုံးတဲ့သူမရှင်နိုင်လောက်အောင်အရှိန်စောတကူတွေဟာရှိလာတယ်အဲ့ဒါကိုမြတ်စွာဘုရားကစံနမူနာထားပြီးအဲ့တုန်းကတတိပေးခဲ့တယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတဲ့ရွေးချယ်ပြီးလုပ်တဲ့နေနော်ကုသိုလ်ကောင်းမှုရွေးချယ်လုပ်တယ်ဆိုတာအလှကံပုဂ္ဂိုလ်လည်းရွေးချယ်ရမှာပဲအလှပစ္စည်းကိုလည်းရွေးချယ်ကောင်းတဲ့ကောင်းတာတွေရွေးချယ်ပြီးလုပ်တဲ့နေလောကလူတွေကကိုသုံးဖို့ကြတော့ကောင်းတာတွေရွေးကြပါတယ်နော်ကုသိုလ်ကောင်းမှုလည်းပဲအဲ့လိုရွေးတတ်ဖို့လိုတယ်ပေါ့ရွေးတတ်ဖို့လိုတယ်အကောင်းဆုံးကုသိုလ်ဖြစ်အောင်ရွေးချယ်တတ်ဒါကြောင့်မို့အဲ့ဒီလိုရွေးချယ်တဲ့အခါမှာမတူသလိုပဲအခုလဲတလ1000အကုန်ကြခံပြီးနှစ်ပေါင်း100မိပူဇော်ခဲ့တဲ့ကုသိုလ်ကောင်းမှုမိနဲ့ပူဇော်တဲ့ကုသိုလ်ကောင်းမှုနဲ့တခဏလေးမြယဟန္တာပုဂ္ဂိုလ်ယုတိလေးစားစွာပူဇော်ခဲ့ရတဲ့ကုသိုလ်ကောင်းမှုယဟန္တာကိုပူဇော်ရတဲ့ကုသိုလ်ကောင်းမှုကပို့ပြီးတော့တာလွန်နေတဲ့နှစ်ပေါင်း100မိနဲ့ပူဇော်တဲ့ကုသိုလ်ကောင်းမှုကဒီလောက်ကြီးဆင်မရှိဘူးကျိုးပေးကြတာကွာတယ်ဒီလိုဆွလို့တယ်ပေါ့နော်အဲ့ဒါကိုရွေးချယ်ပြီးတော့လှုပ်တတ်ဖို့မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒီအဓိပ္ပာယ်နဲ့ပဲတရားခွန်ဂါထာနံပါတ်မှာလည်းပဲဒီအဓိပ္ပာယ်ကိုပဲဒီအကြောင်းတစ်ခုကြောင့်ဟောတာပဲယောသဝတ္တတတံသာတုအခိံပရိစရိဝနေတောထဲမှာတဲ့နှစ်ပေါင်း100မိနတ်ကိုပူဇော်ပြီးတော့ချစ်ကြံကြိုးကိုအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်တဲ့ဧကိစ္စဘာဝိတတနံမဟုတ်တာမပိပူစေယယန္နာပုဂ္ဂိုလ်တစ်ပါးကိုတခဏလေးတောထဲမှာပူဇော်ရတဲ့ကုသိုလ်အဲ့ဒီကုသိုလ်နှမျိုးထဲမှာတာယေဝပုစနာတေယောယေစေဝတ္တတတဟုတ်တံအဓိပ္ပာယ်တူတူပဲယန္နာပုဂ္ဂိုလ်ပူဇော်ရတာကသာကောင်းတယ်ပိုကောင်းတယ်ခုနလိုနှစ်ပေါင်း100မိပူဇော်တဲ့ကုသိုလ်ကပါမတ္တမို့မရှိဘူးအလုတ်ချင်းဟာအဲ့လိုကြွယ်ပြချနာတယ်လို့တို့ဆိုလို့တယ်နော်တရား8နံပါတ်ဂါထာမှာတော့ယံကိဉ္စီယိဋ္ဌံဝဟုတံဝလောကေတံဝိစရံယဇေထပုံညပိခောတပ္ပံပိတံနစတုပါကမေတိအဘိဝဒနာဩစုကတိတုတေယောတဲ့ကုသိုလ်ကောင်းမှုလုပ်ကြတာငွေကြေးတနာအကုန်ကြအတိုင်းကုသိုလ်ကောင်းမှုက
ကောင်းတယ်လို့ပြောလို့မရဘူးနော်ကုသိုလ်ကောင်းမှုကကောင်းတယ်လို့ပြောလို့မရဘူးငွေကြေးတနာကုန်ကြတာနဲ့ဗမာပြည်မှာငွေကြေးတနာကုန်ကြလို့ရှိရင်အလှကြီးလို့ခေါ်တယ်တိုးတိုးတိတ်တိတ်လှူရင်အလှဘိန်းလို့ခေါ်တယ်နော်အဲ့ဒီမှာရင်ထဲကစေတနာနဲ့လုပ်ပုံလုပ်နည်းကိုကြည့်ပြီးတော့အလှကြီးနဲ့အလှဘိန်းကခွဲရမှာဖြစ်တယ်ပေါ့ငွေကြေးတနာနဲ့တိုက်တာလို့မရဘူးဘလောက်ပဲဆင်းနေသုံးချမြင်းနေသုံးချကုန်ကြမှုတွေအများကြီးနဲ့ဘလောက်ပဲလှူကိုလို့တဲ့အလုပ်ဟာတကယ်ကိုစနစ်တကျရင်ထဲကကုသိုလ်ရအောင်လုပ်တဲ့အလှကသာလည်းပို့ပြီးတော့တမိုးချီပါတယ်ဒီလိုပဲယူရမှာအဲ့ဒါနဲ့ပတ်သက်ပြီးယံကိဉ္စီယိဋ္ဌံဝဟုတံဝလောကေလောကမှာလှူကြတယ်တန်းကြတယ်ပူဇော်ကြတယ်တံဝိစရံယစေထပုံညပေခေါ်ကုသိုလ်ရခြင်းလို့ဆိုပြီးတော့နှစ်စဉ်နှစ်တင်ကောင်းမှုတွေပြုကြတယ်ဘာသာတိုင်းမှာကောင်းမှုကုသိုလ်ပြုတယ်နော်ကောင်းမှုကုသိုလ်ပြုတယ်လူတိုင်းဟာပေကံညင်းဆိုတဲ့ဒါနရှိကြတယ်ပေါ့နော်ဘယ်ဘာသာမှဆိုရှိကြကုသိုလ်ရခြင်းလို့အဲ့လိုလှူကြတာလေတပ္ပံပိတံနစတုပါကမေတိအဘိဝရဏဩစုကတိတုတေယောဒါကြတော့အဲ့ဒီလှူသမျှတန်းသမျှကုသိုလ်တွေဟာတဲ့တကယ်ကိုအချင်းကောင်းပုဂ္ဂိုလ်ကောင်းယဟန္တာဖရာယဟန္တာပိစိကဗုဒ္ဓလို့ပုဂ္ဂိုလ်မျိုးတွေပေါ်မှာတစ်ချိန်လောက်လက်အုပ်ချလိုက်ရတဲ့ကုသိုလ်ဆင်ကိုမမိဘူးတဲ့အဲ့ဒါပို့တမိုးချတယ်လို့သူပြောပြဘလောက်ပဲကုန်ကြလုံနေလက်အုပ်ချလိုက်ရတဲ့ကုသိုလ်ကတမိုးချမှတယ်လို့သူတို့ဟောတာနော်အဲ့ဒါလေခုနကုန်ကြတာနဲ့မသက်ဆိုင်ပဲနဲ့ရှင်တွေကတရားစွမ်းအားမိမိရဲ့အာယုပြုအပ်ပုဂ္ဂိုလ်ရဲ့ကိုချင်းတရားအဲ့ဒီပေါ်မှာမှီပြီးတော့တမိုးကိုဖြတ်ထားပဲဖြစ်တယ်ပေါ့နော်လေးပုံတစ်ပုံဆိုတာလေး16ပေါ့စတုပါကဒီနေရာမှာလေးပုံတစ်ပုံလို့ပြောတယ်တခြားနေရာမှာ16စိတ်တစ်စိတ်တောင်မမှီဘူးလို့သုံးတယ်နော်ကလန်နဂတိသောလသိ16စိတ်တစ်စိတ်ဘာကြောင့်16စိတ်လို့ပြောတာတော့ဆိုတော့ကလဆိုတာဘာကိုရည်ညွှန်းတာတော့ဆိုကလာလို့ခေါ်တာဟာဘာကိုခေါ်တာတော့ဆိုရင်ကောင်းကင်ကလမှာကြည့်ကောင်းကင်ကလဟာလာဇန်1ရက်လာဇန်2ရက်လာဇန်3ရက်ဆိုရင်3ရက်လခုံးမြက်စာဆိုပြောကြတယ်မဟုတ်လားလာလေးပေါ်လာတယ်အဲ့ဒီအစိတ်ကလေးတွေလာပြီးကျော်1ရက်သူက1ရက်နေ့ကနေစပြီးတော့လာလေးဟာမထင်မရှားပေါ်လာတယ်3ရက်လကျတော့မျက်ခုံးလေးလောက်ဖြစ်လာတယ်တဖြည်းဖြည်းနဲ့15ရက်နေ့ကျတော့လာပြည့်လို့ခေါ်တယ်တကယ်ကတော့အဲ့ဒီလမှာအစိတ်ပေါင်း16ခုရှိတယ်အဲ့ဒါကိုကလာလို့ခေါ်တယ်ပါဠိစကားနဲ့ကလာလို့ပြောတာနော်ဒါကြောင့်လာပြည့်ကျော်တရက်နေ့ကျမှလာပို့ပြည့်တယ်တေချာကြည့်ရန်ကုန်လူတွေကလာပြည့်တာမြင်မှာတရားစင်မီးနဲ့အိမ်ထဲနေကြတာများတော့လူတွေကတော့လာပြည့်တာပို့မြင်ရတယ်နော်မိမရှိတဲ့အရာကပိုးမြင်ရတယ်အဲ့ဒီမှာလာဟာအစိတ်ပေါင်း16ခုရှိတယ်16ခုပြည့်မှလာဟာဝိုင်းဆက်သွား15ရက်မှဆိုတစ်စိတ်ကလေးလိုနေသေးတယ်လို့ဆိုတယ်အဲ့ဒါကိုရည်ညွှန်းပြီး16စိတ်တစ်စိတ်တောင်မမိဘူးလို့ပြောတာနော်အဲ့စကားလာတဲ့ဟာအခုဒီကထာမှာတော့စတုပါကမေတိစတုပါကဆိုတာလေးပုံတစ်ပုံဆိုတာလည်းပြောမယ်ဆိုရင်လေးဒီကြ16ဖြစ်တာပဲလေလေးကနန်းနဲ့ပြောတဲ့အခါမှာလည်းအဲ့ဒီကုသိုလ်ကောင်းမှုတွေအလုံးဟာတဲ့ဖြောင်းပြောင်းမတ်စိတ်နှလုံးရိုးသားဖြောင်းမှတ်ပြီးတော့တရားဓမ္မကိုချင်းကြံကြိုးကိုပွားများအထောက်ခဲ့တဲ့ယဟန္တာပုဂ္ဂိုလ်ပေါ်မှာလက်အုပ်လေးတစ်ချိန်ခြီရတဲ့ကုသိုလ်ကပို့ပြီးတော့တမိုးချီမာတယ်လို့သူဟောတယ်နော်နောက်ဆုံးတရားကိုကြတော့အလုံးကြောင်းနာဝရှိနေတဲ့ခါရလေးတစ်ပုဒ်အဘိဝါဒနာတိလိတနေဆံဟုတ်တာပစာယိနောသတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခမလား
ဆိုလိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်တလေးတစားယုတ်သေးသမှုကိုပြုတ်ပြီးတော့ကိုယ့်ရဲ့အတ္တဒိဋ္ဌာကုံဝကြီးတဲ့ပုဂ္ဂိုလ်တွေကိုယုတ်သေးလေးစားရှိခိုးကာရဝပြုတ်လို့ရှိတဲ့ပုဂ္ဂိုလ်မှာတဲ့အရည်ချင်း၄မျိုးဟာတိုးတက်လာနိုင်တယ်အခြေအနေ၄ရပ်တိုးတက်လာတယ်ဘာတွေတိုးတက်တော့ဆိုအသက်အစင်းချမ်းသာခွန်အားဒီလိုမျိုးဟာတိုးတက်လာတယ်လူတွေတဏ္ဍမှာရှိတယ်အာယုဆိုတဲ့အသက်ရဲ့ဝဏဆိုတဲ့ကိုယ်ရည်သားရည်ကိုယ်အသားရည်နော် complexion ဆိုတဲ့ဟာပြောတာကိုယ်အသားရည်ဒုက္ခဆိုတဲ့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုဗလဆိုတဲ့ခွန်အားအဲ့ဒီ၄ရပ်ဟာတူပါတယ်အာယုဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်လူတွေကအသက်ရှိပါစေအသက်ရှိပါစေလို့ဆုတောင်းကြတယ်အဆုပေးခြင်းဆုတောင်းခြင်းအပြင်အသက်ရှိနိုင်သလားဆိုမရှိနိုင်ဘူးတရားဆုတောင်းနေုံနဲ့မရဘူးသူအသက်ရှိခြင်းနဲ့ဆိုရင်ဘာလို့ရမလဲကိုယ့်ရဲ့အသက်ဒိဋ္ဌာကိုဝါကြီးတဲ့ပုဂ္ဂိုလ်ရှုသေးခြင်းလေးစားခြင်းရှိခိုးကတော့ပြုခြင်းဟာဆုမတောင်းတော့လဲဒါအသက်ရှိခြင်းအကြောင်းဖြစ်တယ်ဘလို့အသက်ရှိတော့ဆိုအသက်ရဲ့အန္တရာယ်တွေကနေလွတ်သွားတာအသက်ရှိတယ်မရှိဘူးဆိုတာတော့သူအတိတ်ဘဝကဒီဥပမာခုခေတ်ဆိုရင်တရားတန်းခေါ်ရဲဆိုရင်တရားတဲ့တော့ကြော်ကြမကြော်မှာပေါ့နော်သူနေရမယ့်အသက်တန်းကိုစိတ်အောင်နေလို့ရတယ်လို့သူတို့ဆိုလို့တယ်ဒီလူဟာသူလူပြေပို့လိုက်တဲ့သူ့ရဲ့ကုသကံကအသက်80နေရမယ်ဆိုရင်80ပြည့်အောင်အသက်80မပြည့်ခင်ဂျားထဲမှာအသက်အန္တရာယ်ဆိုတာကြီးကြုံရတယ်။ဘာတွေကြုံလို့ဆိုဖျားတာလဲအသက်အန္တရာယ်ပဲ။ဆင်တုတ်ကွေးတို့ဘာတို့ဒါတွေကလည်းအသက်အန္တရာယ်တွေပဲနော်။ဝတ်တုတ်ကွေးတို့အဲ့လိုမျိုးတွေကယောဂတွေဖြစ်လာတာဒါအသက်အန္တရာယ်တွေ။အဲ့ဒီအသက်အန္တရာယ်တွေကလည်းလွတ်သွားနိုင်တယ်လို့သူဆိုလို့တယ်။အဲ့ဒီယောဂရဲ့အန္တရာယ်တွေလွတ်လာပြီဆိုလို့ရှိရင်အသက်ဟာရှည်လာတယ်တဲ့။အဲ့ဒါကိုဆိုလို့တယ်။ဒါမို့ဒီကုသိုလ်လေးကအသက်ကိုရှည်စေနိုင်သလားရှည်စေနိုင်တယ်သက်ရှည်ခြင်းဆုတောင်းမနေနဲ့ကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားကြတော့ပြုရမယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒီလေးစားကြတော့ပြုခြင်းသည်ပဲနဲ့အသက်ရှည်ခြင်းအကြောင်းအသက်ရှည်ရင်ကိုယ်အသားရည်ကလည်းစုပ်ပြည့်မယ်ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းဆိုတာလည်းရှိမယ်ခွန်အားဗလားဆိုတာလည်းအသက်ရှည်သလောက်ရှိမယ်လို့ဒါကိုပြောလို့တာအဘိဝါဒနာတိလိတနိစ္စံဟုတ်တာပစာယိနောသတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခမလံဆိုတဲ့ဒီချက်လက်တွေကိုမြတ်စွာဘုရားဟာအမှန်ကန်သိရှိရအောင်ဟောကြားဆုံးမခဲ့တာဖြစ်တယ်ဒါကြောင့်တခြားသုတ်တန်တစ်ခုမှာဟောထားတယ်အသက်ရှည်ခြင်းနဲ့ဆိုရင်ဆုတောင်းမနေနဲ့အသက်ရှည်ခြင်းအကြောင်းကုသိုလ်ကောင်းမှုကိုလုပ်ပါလို့ပဲဒီလိုပဲဟောခဲ့ဒါကြောင့်မို့လောကမှာဆိုင်ရာအကြောင်းတရားတွေရှိတာဖြစ်သောကြောင့်ဆိုင်ရာအကြောင်းတရားတွေကိုဖော်ဆောင်ပေးခြင်းအဖြစ်ကိုယ်တဏ္ဍမှာရှိတဲ့အခြေအနေရတိုးတက်ကောင်းမွန်လာနိုင်တယ်ဆိုတာကိုလက်တွေ့ကြားကြမြတ်စွာဘုရားဟောထားတဲ့အတိုင်းသင်္ကန်းစာယူပြီးတော့တို့တွေကိုလိုချင်တဲ့အရာကိုရအောင်လုပ်နိုင်မှုကောင်းမြတ်တဲ့အကျိုးတရားတွေကိုဖြစ်ပေါ်စေနိုင်တဲ့ကုသိုလ်တရားတွေကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း